မလေးကပြန်လို့ပြန်ပြမယ်အမိတ်ပြန်တဲ့ရက်စွဲဇွန်လ9 ရက်2025တို့မတ်စုမြရဲ့ရည်ရောင်ခေါ်ဂျယ်ရီဗီဒီယိုဂရာဖာအက်ဒီတာမီဒီယာဒိုင်မွန်ပိုင်အင်တာနက်ကုမ္ပဏီလိမိတက်သင်ဒီဇွန်လ6 ရက်နေ့ညတွင်စိုက်ကယ်မတော်တဆမှုဖြစ်ပွားပြီးဇွန်လ10 ရက်နေ့မနက်9:55အချိန်ခန့်တွင်ကွယ်လွန်သွားပြီးဖြစ်ပါသည်တို့ဖြစ်ပါ၍သင်အားပိုင်အင်တာနက်ကုမ္ပဏီလိမိတက်လက်အောက်ရှိမီဒီယာဒိုင်မွန်မှာဗီဒီယိုဂရာဖာအက်ဒီတာအဖြစ်မှ၎င်းပိုင်အင်တာနက်ကုမ္ပဏီလိမိတက်နှင့်သက်ဆိုင်သောလုပ်ငန်းများအဖွဲ့အစည်းများမှ၎င်းထုတ်ပယ်လိုက်ပြီးဖြစ်ပါသဖြင့်သင်သည်ပိုင်အင်တာနက်ကုမ္ပဏီလိမိတက်နှင့်မီဒီယာဒိုင်မွန်လုပ်ငန်းများဖြင့်လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်းအမိန့်ထုတ်ပြန်လိုက်သည်သင်သည်မီဒီယာဒိုင်မွန်နှင့်သက်ဆိုင်သောလုပ်ငန်းများပိုင်အင်တာနက်ကုမ္ပဏီလိမိတက်နှင့်သက်ဆိုင်သောလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပါသည်ကောင်းရာမွန်ရာဘဝ၌အေးချမ်းစွာအနားယူနိုင်ပါစေမတ်စုမြတ်ရည်ရောင်ခေါ်ဂျယ်ရီဒီအမိန့်ပြန်တန်းဖတ်ပြီးချိန်မှစ၍သင်သွားလို့ရာသွားနိုင်ပြီဝက်တလုံးနဲ့တော့တံပြန်တက်ရောက်မှုတော့ရှိကိုယ်လည်းကြာရင်တော့ခံနိုင်ရှိအောင်ကြိုးစားထား